မင်္ဂလာပါဒီနေ့တော့ပြောရေးရှိကဆက်ပြောကြတာပေါ့နော်နေကိုဖြူဒီလိုမျိုးထွက်လာပြီးပြောတာကိုအမကြိုးစိုးတယ်နော်လက်ခံနေဒါပေမဲ့ညီမလေဒီလိုပြောတယ်ဆိုပြီးအမကိုလာပြောကြရပေါ့နော်မနေ့ကဆန်ဒီညဘက်မတို့ဘက်ဆိုအိတ်သွားတဲ့အချိန်တည်းမှာပြောတော့လာပြောကြတာအမမနဲ့ကြတော့အမကိုလာ message တွေမှာပြတယ်အမမသိဘူးပြီးတော့နီကိုဖြူရဲ့ post တွေအောက်မှာအမကို mention ခေါ်ရင်အမ mention တော့ရတယ်ဒါပေမဲ့ဘာမှမသိဘူးနောက်မှသိတာကြည့်မရတာနီကိုဖြူကအမကို block ထားတာပဲညီမလေးအမကိုပြောမယ်ဆိုရင်ဘာလို့ block မှာလဲနော်အဲ့လိုပဲအမကိုလေဟိုပေါ့နော်လိုပဲ video လေးလာပြကြတာပေါ့နော်ပြထားတဲ့ဟာပြတယ်အမကိုပြောနေဆိုပြတယ်ပြီးရင်ကြည့်လိုက်ရင်အဲ့ link တွေကကြည့်မရဘူးအမကို block ပြီးပြောတဲ့ agent တွေတော်တော်များတာပဲဘာတွေကြောက်ကြတာလဲနောက်မှပဲအားရတဲ့နေ့ကျရင်မထက်ကို block တော့မြန်မာပွဲစားများဆိုပြီးတော့အမ list လေးပုတ်ပေးမယ်နော် list လေးတင်လိုက်အောင်မယ်အဲ့ကြရင်ကြည့်ကြပေါ့ကွယ်ဟုတ်ပြီလားနီကိုပြပြောလို့အမဆက်ပြောပြမယ်နီကိုပြောတယ်မလားဒီကိစ္စတစ်ခုလုံးမှာမြန်မာ agent မပါဘဲနဲ့ဖြစ်မလားပြီးတော့ပေါ့နော်ဒီစာချုပ်မှာလဲလက်မှတ်ထိုးတာပေါ့နော်ဒီမှာပူးပေါင်းတာမြန်မာ and Singapore Employment Agency လို့ပြောထားတယ်ပေါ့ညီမလေးအဲ့ contract ကိုတေချာဖတ်ပြီးပြီလားဒီစာရွက်ကညီမလီအောင်ပြန်မေးလိုက်ပါသူ့ရဲ့စာရွက်လားသူရေးထားတဲ့ဟာကိုအမပြင်ဆင်ပြီးမှထိုးတာလားဆိုတာကိုမေးလိုက်ပါเนาะပြီးတော့ဒီစာရွက်ကိုညီမရတယ်ဆိုရင်အစအဆုံးတေချာဖတ်ပါโอเคညီမပြောတယ်မြန်မာနဲ့ဒီစင်ကာပူ employment agency နဲ့เนาะသူကမတို့ပြောထားတယ်မလား legally လာဒါပေါ့ legally လာတာပဲငါညီမအောက်လန့်လာတာမဟုတ်တာ IPA နဲ့လာတာ IPA နဲ့လာပြီမဲ့ IPA ကိုလိန်လေတာလीအမတရားမဝင်လာလို့ပြောတာမဟုတ်တာတရားဝင်လာတယ်လာပြီးတော့မှညီမတို့က illegal အလုပ်လုပ်ခိုင်းတာမတူဘူးเนาะညီမလေး lawyer law အကြောင်းသိတယ်ဆိုရင်စလုံးတစ်လုံးချင်းစီတိုင်းမှာအဓိပ္ပာယ်ရှိတယ်เนาะဒီစာကိုအောက်ဆုံးထိဖတ်ကြည့်ပြီးပြီလားเนาะအမားတို့ကတောက်လျှောက်စင်ကာပူ agent နဲ့ပဲပြောတယ်နောက်ပြီးတော့လီယန်ကညီမကိုဆက်သွယ်တဲ့အချိန်မှာလီယန်ကိုယ်တိုင်က she is not uncontactable ပြောထားတယ်သိလားအဲ့ဒါကိုသိလားညီမပြန်မေးကြည့်လိုက်နောက်ပြီးတော့သူပေးတဲ့စာမှာပါလဲမြန်မာ agent ရဲ့ reputation ကိုမထိခိုက်ပါဘူးမပြောပါဘူးဆိုတဲ့ဟာမျိုးပါတဲ့ဟာတွေအတွက်အမအကုန်ပြန်ပြင်မယ်စိုင်းမထိုးနိုင်ဘူးပြောတယ်အဲ့အတွက်ဆိုတော့လီယန်ကနင်သဘောအတိုင်းမှာထိုးပါလောက်ချင်တာလောက်ပါဆိုလို့ဒီစာရွက်ကိုအမအကုန်ပြန်ပြင်ခဲ့တာပါနော်အဲ့ဒါကိုလေပြန်မေးလိုက်အောင်ညီမလေးနော်လီယန်စာရွက်ကိုအမလက်မှတ်ထိုးတာလားအမစာရွက်ကိုအမလက်မှတ်ထိုးထားလားဆိုတော့လေပြန်မေးလိုက်အမမှာ original ရှိတယ်လီယန်မှာလည်း original ရှိတယ်နော်ညီမပြောလို့မှပြောကြမယ်နောက်ပြီးတော့ဗာညီမကိုဆက်သွယ်ပါ WhatsApp ကပဲဖြစ်ဖြစ် Telegram ဖြစ်ဖြစ်ဆက်သွယ်ပါဆိုတော့ယတိအကိုဆက်သွယ်တယ်လေယတိကိုဆက်သွယ်တဲ့အချိန်မှာအမဘေးနားမှာရှိတယ်စကလုံးတိုင်းလီယန်ကိုပြောတဲ့စကလုံးတိုင်းညီမကိုပြောတဲ့စကလုံးတိုင်းကိုအမပြောခိုင်းတာပါနော်ပြီးတော့အဲ့မှာညီမကိုအမတို့ဖုန်းအချိန်ချင်းခေါ်ခဲ့တယ်ညီမဖုန်းကင်ခဲ့လားနော်ပြီးတော့ညီမကပဲတိုင်ချင်းအားတိုင်ပါလို့ပြောတယ်โอเคတိုင်ညာတိုင်ပါဆိုပြောတော့ညီမကပေါ့နော်အခုပြောတယ်မလားဗာဒါကမှားယွင်းပြီးတော့သူတို့ကမသိပဲနဲ့ဒီအလုပ်ထဲကိုထည့်ခဲ့တာပါဆိုရင်လွန်ခဲ့တဲ့3လကပွင့်ရတနာကျော်ကိစ္စပွင့်ရတနာကျော်လာမှန်းလို့ရတယ်နော်ပွင့်ရတနာကျော်တယောက်တည်းမဟုတ်ဘူးနော်အမွန်ရောက်သွားတဲ့ညီမလေးတွေအဲ့ဒါကတော့မှားပြီးပို့တာလားနီကိုဖြူပြီးတော့ညီမကပြောမှာ IPA တင်တာတော့မသိပါဘူးဆိုဒါတွေကိုမသိဘဲနဲ့များစင်ကာပူမှာဘာလို့အလုပ်လုပ်နေလဲ agent လုပ်နေလဲညီမမသိဘူးဆိုရင်လေးလာပါညီမအသက်ငယ်ငယ်လေးရှိပါသေးတယ်နော်ပြီးတော့ညီမကပြောတယ်မလားလုပ်ကြည့်ပါ agent လုပ်ကြည့်ပါဆိုအမ agent လုပ်ဘူးအမ professional ရှိတယ်အမဝင်ငွေရှိပြီးသားနော်လုပ်စရာမလိုဘူးဒါပေမဲ့ဒီလိုညီမတို့လိုမျိုးလုံနေလို့အမြင်မတော်လို့အမဝင်ပြောရတာ
အမပြောတယ်ဒါအမအလုပ်မဟုတ်ဘူးလို့ပြောနောက်ပြီးတော့ညီမပြောမလား after service ကညီမကဒီလိုလေတန်းနဲ့ပြောတာလားနော်ယတိမို့စဉ်းစားလေလူနှစ်ယောက်ကိုရှေ့စင်နောက်စင်ထည့်ပေးထားတယ်ဒီ position နဲ့ပဲဆိုတာကိုထည့်ပေးထားတာဒီကောင်မလေးကျတော့စပါးကိုလုံးဝမလုံးရဘဲနဲ့ recession တည်တံ့ထိုင်ရတယ်ဆိုတာစဉ်းစားကြည့်ကြည့်အဲ့ဆိုရင်အခွင့်အရေးရှိတာကယတိမွန်ကအခွင့်အရေးရှိတာလူတစ်မလို့ငယ်လေးနဲ့လှနဲ့လှလေးပါအခွင့်အရေးရှိတာယတိမွန်ဘာဖြစ်လို့စပါးကိုသွားထည့်တာလဲဒီမလေးကနော်အဲ့ဒါအိမ်အကူနော်အိမ်အကူအလုပ်ကနေပြီးတော့မှပြောင်းတာကို recession ရတာကချားပဲအိမ်အကူ reset အိမ်အကူအလုပ်လုပ်တယ်ဆိုရင် recession လုပ်ကိုဘယ်သူမှမပေးဘူးအမပေးထားတယ်လေသူ့ဘာဖြစ်လို့စပါးကိုမခိုင်းတာလဲသူ recession လုပ်ရတယ်ဆေးလုပ်ရတယ်စင်းစရာတွေလုပ်ရတယ်တထိမနဲ့အဆင်ပြေတယ်တထိတူပဲ company တူပဲလေယတိမွန်ရဲ့စဉ်းစားလေမပြောမယ်အခုအိတ်ဆိုင်ကိုရဲဝင်စစ်နေတာသိလားအိညီမလေးဘလို့ဖြစ်နေလဲသိလားပြောညီမအဲ့ဒါတွေပြောလीညီမမသိပါဘူးလို့ပြောညီမလူကုန်ကူးတယ်ဆိုတာလေပစ္စည်းတွေကိုလူတွေကိုပစ္စည်းလိုမျိုးဂိုတောင်ထဲမှာထားပြီးမှလူကုန်ကူးတယ်လို့ညီမထင်တယ်ဆိုညီမပေါ်ကားကြည့်တာတိတ်များနေပြီညီမရဲ့ညီမအရန်ငယ်သေးတယ်နော်တရားမဝင်အလုတ်လုတ်ခိုင်းတာလူမှောင်ခိုကူးတာနော်မယုံရင်ဖတ်ကြည့် human trafficking လို့ခေါ်တယ်အဲ့ဒါလူမှောင်ခိုကူးတာပြီးတော့အခုညီမနဲ့လုတ်တဲ့ agent တွေကိုယ်တိုင်က license မရှိပါဘူးလို့လည်းပြောထားပါတယ်နော်လီယန်ဆိုရင်ဒါဟာ human trafficking တော့မသိလို့ तू ကနေပြီးတော့အမတို့ရှင်ပြမှာ तू short ရသွားပြီ तू ကြောက်သွားလို့အမ report လုပ်မယ်ဆိုရင်တော့မှအချိန်ခဏစောင့်ပါငါ့ကိုစောင့်ပါဆိုပြီး तू ကတောင်းမမှန်ပြန်ပြောရတာပါညီမရဲ့နော်မယုံမှုဆိုရင်လီယန်အောင်ထပ်ခေါ်လိုက်လို့ရတယ်နော်ညီမမရဘူးဆိုအမခေါ်ပြီးလို့ရတယ်နော်ညီမသိလားနော် human trafficking ကဘာလဲဆိုတဲ့ဟာကို Google မှာရကြည့်လို့ရတယ်ဂိုတောင်ထဲမှာထားပြီးတော့ပစ္စည်းလိုတိုးလောင်မိထားမှလူကုန်ကူးတာမဟုတ်ဘူးနော်အဲ့ဒါကိုပြောမယ်နောက်ပြီးတော့ညီမဒီလိုမျိုးလုပ်နေတာဒီတမှုလည်းမဟုတ်ဒီဟာကိုကြတော့ပါမှားယွင်းပြီးတော့ပို့လိုက်တာဟာလားဒါဆိုရင်အိတ်ထဲမှာရှိတဲ့လူဟာအရှိမရောက်သွားတဲ့လူတွေပွင့်ရတနာကြော်ကိစ္စပြောပါဦးမင်းနာမည်တွေတက်ပြောလို့ငါပြောတာညီမအမရှိကိုလာပြီးတော့လှုပ်ထားတာစာရွက်စာတမ်းနဲ့တကွာအကုန်ရှိတယ်နော်အမမှာတက်တည်ထောက်ထားရှိတယ်ညီမအမနာမည်ကြီးဖို့လုပ်နေတာမဟုတ်ဘူးလို့ပြောထားပြီညီမတို့တွေဒါစီးစနစ်တကျလုပ်တယ်ဆိုရင်အမဝင်ပါစရာအကြောင်းမရှိနော်ညီမမဟုတ်တာတွေရှောက်ပြီးတင်ပြီးပြောတယ်ညီမလေးလာပါစင်ကာပူအကြောင်းလေးလာပါနော်ပြီးတော့ပြောလိုက်အောင်မယ်ညီမကြည်ပြဖို့အမတို့ဖုန်းခေါ်တော့ကြည်ပြပါပြောလေသူ့အမနာမည်ပြက်တွေများလို့ကျမသူနဲ့မလုပ်တော့ပါဘူးကျမကိုယ်တိုင်နာမည်ကြီးညာထားပါတယ်ကျမနဲ့မသက်ဆိုင်ပါဘူးလို့ပြောခဲ့တာဟုတ်မဟုတ်ကြည်ပြအောင်ပြန်မေးလိုက်ပါအမတို့ဘယ်လိုပြောလဲဆိုတာကိုလည်းသူပြန်မေးလိုက်ပါညီမပြီးတော့ညီမနဲ့လှုပ်တဲ့တရုတ်တွေအကုန်လုံးကအမကြည်နေတဲ့တွေ့သမျှလူတွေအကုန်လုံးက PRC ပါ PRC တွေကအခုညီမတို့ကနေတစင်းဒါကတော့ဗမာအချင်းချင်းကပေါ့နော်ဟင်းသာ9000ပြက်စီးမှုလို့ပဲပေါ့နော်ဗမာအချင်းချင်းဂုတ်သွေးဆုပ်တဲ့အတွက် PRC တွေဝင်လာပြီးတော့ဒါကြားဖြန့်ဖြစ်နေတယ်ကြားဖြန့်ဖြစ်စိတ်ချပါအမအောင်လဲ report လုပ်မှာပါကြားဖြန့်အနေနဲ့ report လုပ်မှာပါဒါညီမတက်ခါမှာအကုန်လုံးအမလုပ်မှာနော်နောက်တစ်ယောက်ပြောထားတာရှိသေးပါငါတို့မှမလုပ်ရင်သူများတကလောက်သွားမှာမဟုတ်လို့လောက်တာပါဆိုပြီးတော့ဗီဒီယိုနဲ့တကွာတတ်သိလိုမျိုးပြောထားတဲ့လူတွေလည်းရှိပါတယ်နော်ညီမပြောတယ်ညီမအသက်ငယ်လေးပါလေးလာပါစကားကိုအမျိုးမျိုးမပြောပါနဲ့အမတတ်သိနဲ့တကွာရှိပါတယ်နော်ဒါပေမဲ့ညီမဒီလိုလာဖြည့်ရှင်းတာထွက်ပြီးတော့ဖြည့်ရှင်းတာကြိုးဆိုတယ်ဒါပေမဲ့အမကတော့ဘလော့နဲ့လေနောက်ပြီးတစ်ဆက်တည်းပြောမယ်အမကအကုန်လုံး agent နေနော်ပြောချင်ပြောလို့ရတယ်ထောက်ပြလို့ရတယ်ဝေဖန်လို့ရတယ်ဘလော့ပြီးတော့မပြောနဲ့လေနော်ဟုတ်ပြီလားကိုချင်းပဲပြောကြတာပေါ့ဟုတ်ပြီလားဘိုင်ဘိုင်နော်ညီမလေး